ကောက်တစ်ဖွင့်ပြီဆိုလို့ရှိရင်မှားတတ်ကြတဲ့အလေးထားနဲ့အတွေ့အကြုံတစ်ခုကိုပြောပြပေးသွားမယ်အဲ့ဒါကတော့ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဒီလုပ်ငန်းတစ်ခုတိုးရှဲမယ်အကောက်တစ်တစ်ခုဖွင့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုရောက်လာပြီပေါ့နော်โอเคကောက်တစ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ကဘာကိုပြောကြလဲဆိုတော့ကျွန်တော်တို့အကောင့်ကိုလူသိများအောင်လုပ်ရှင်တယ်ကျွန်တော်တို့အကောင့်ကိုပြောလို့ရှိရင်ရောင်းဝယ်ရေးတက်ရှင်တယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီမှာသူတို့ကဘာလဲဆိုတော့အကောက်ကဒီနေ့မှဖွင့်တယ်ဒီနေ့တမ်းပြီး boost ထိုးခြင်းတယ်ပေါ့နော်ဒီအလေးကျင့်ကိုကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လုံးဝမကြိုက်ပါဘူးကျွန်တော်သဘောမတူနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒါမျိုးတွေဆိုလို့ရှိရင်ဥပမာဘူးထိုးတယ်ဆိုရှင်ကျွန်တော် service ဆရာတွေအနေနဲ့ပတ်စံရတာမှန်တယ်ဒါပေမဲ့ကိုကအကောက်တစ်ဖွင့်တယ်အဲ့အကောက်တစ်ဖွင့်တဲ့အချိန်မှာ organic ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော် organic ဆိုတာကကျွန်တော်တို့ကိုယ်တိုင်စူးစမ်းလို့မှဥမာပေါ့ကျွန်တော်တပတ်တန်ဒီတလားတန်ဒီစူးစမ်းလို့မှအောင်မြင်မှုတစ်ခုလိုချင်တဲ့ target တစ်ခုကိုမရောက်ဘူးဆိုလို့ရှင်တော့ boost ထိုးဒါဆိုလို့ရှိရင်ကျွန်တော်လက်ခံပေးလို့ရတယ်ဘာမှအားမဆိုင်ရသေးဘူးဘာမှမလုပ်ရှင်မဲ့တမ်းပြီးပူထိုးတာမျိုးတွေကတကယ်တမ်းတော့မဖြစ်သင့်ဘူးပေါ့နော်အဲ့ဒီဟာကအကျင့်ပါသွားပြီဆိုလို့ရှိရင် TikTok က boost မှာမထိုးလို့ရှင်ကိုယ့်ရဲ့အကောင့်ကအောင်မြင်ဖို့တွေ view များဖို့တွေဈေးရောင်းရဖို့တွေcustomer ရဖို့တွေကတော်တော်လေးကိုမှအလံဝေးသွားနိုင်တယ်အဲ့ဒါကြောင့်အကောင့်တစ်ဖွင့်နေဆိုလို့ရှင်လုံးဝ boost ကိုအရင်ဆုံးမလုပ်ပါနဲ့အရင်ဆုံးကိုယ့်ရဲ့ဒီစွမ်းစားနဲ့အရင်ဆုံးစူးစမ်းပါဗီဒီယိုတွေကို for you ပေါ်ရောက်အောင်ဘယ်လိုတင်ရတယ်ပြီးပြီဆိုလို့ရှိရင်ကျုပ်ဘယ်ချိန်နေမှာတင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဟုတ်အရင်အကောင့်မှာတော့ကျွန်တော်တော်များတင်ပြပြီးသားဖြစ်တယ်ပေါ့နော်ဒီအကောင့်မှာသိချင်တာရှိလို့ရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ဖြေပေးတော့ပါမယ်